9 ရက် 8 လ 2026 ရက်တင်းနှင်းငွေနေ့ရွှေတကုံပြားအရှိတ်ဘက်မှုဂျာတော့လန်ဘန်းမြို့နယ်အနဝဓမ္မယုံတွင်မြန်မာနိုင်ငံအရှမ်းမြေဝန်ဆောင်မှု professional အသင်းသူအသင်းသားမိသားစုများနှင့်အနဝမိသားစုများစုပေါင်းကောင်းမှုအကြောင်းပြုလုပ်သည့်မြန်မာနိုင်ငံတောင်တန်းဒေသဗုဒ္ဓဘာသာသာသနာပြုအဖွဲ့အနဝနဲ့မာရီစာမိသားစုများ၏15 ကြိမ်မြောက်နှစ်စဉ်ကျင်းပမြဲဝါဆိုသင်္ကန်းဆက်ကလူတန်းပွဲအားကျင်းပပြုလုပ်ခဲ့ပါသည်ဝါဆိုသင်္ကန်းဆက်ကလူတန်းပွဲသို့စမ်းကြောင်းမြို့နယ်လင်းလွတ်ပင်ပရိယတ်တိစာတင်တိုက်ဦးစီးဗရာဏနာယကဆရာတော်ဒေါက်တာဦးတိတ်ခဦးဆောင်သည့်ပင့်သံဃာ9ပါးကြွရောက်ရှင်းမြင့်ပြီးအပြိတ္တ200ကျော်အားနေ့တည်စာများဖြင့်တီခင်းအခမ်းခဲ့ပါတယ်အေးအေးတွေတွင်လည်းကာလဒါနာပေါ်ဆောင်မျိုးသမီးတွေမဝေးနိုင်မဖွားနိုင်အဝတ်နည်းတိုင်းတွေလိုလို့ရှိရင်ထူလိုက်တာလည်းကာလဒါနာကိုယ်ဆိုင်ရိုးထားတဲ့အိမ်တန်တဲ့ကသိနာဝဏ္ဏကိုတရားမှုရှိတဲ့တန်ခါတွေထူလန်းလိုက်တာကိုလည်းပဲကာလဒါနာအဲ့ဒီကာလဒါနာကုသိုလ်ရှင်ဟာအမိဝါပဲအဲ့ဒီကလေးလေးကာလဒါနာကုသိုလ်ရှင်ကလေးလေးပါလိုက်တာနဲ့ဘဝင်ဆောင်လိုက်တာနဲ့စပြီးတော့ချမ်းသာတဲ့ကျိုးပေးပြီးဆိုရင်တေတာသွားပြီးသူ့မှာကာလဒါနာကုသိုလ်ပါတာပြောဘေးတိုင်းဘာကုသိုလ်ပါတာလဲတေတာကာလဒါနာနဲ့ပတ်သက်လာရင်သူ့လူပေးအကယ်၍ကိုလူပြန်ဖြစ်နေဆိုရင်ဘယ်ကားလေးစချမ်းသာလဲအမိဝံပရိသေတိတီတီနဲ့ကစချမ်းသာတဲ့အကျိုးကိုပေးတယ်အဲ့ဒါသင်္ကန်းထူရတဲ့အကျိုးကြီးအလောင်းပြောနေကြပါမယ်